အားတွေကမိမယူတဲ့အခါအိမ်အောင်ပြုတ်တဲ့အခါ तू ကတခါတလေမှာကိုယ့်ရဲ့မိသားစုကနေလှောင်ပိတ်မှုတွေထိတ်ချုပ်မှုတွေကြားတဲ့ကနေကိုယ့်ရဲ့ချစ်တဲ့ဇနီးမိမသားနဲ့အတူတူကပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အောင်ရေးကိုတိဆောက်ခြင်းလို့လက်ထပ်ခဲ့တာဖြစ်တယ်လွတ်လပ်ခြင်းလို့လက်ထပ်ခဲ့တာအဲ့တော့လွတ်လပ်ခြင်းလို့လက်ထပ်ခဲ့ကမှမိမလည်းယူရောမိမဟိုမသွားရဘူးဒီမသွားရဘူးဒါမလုပ်ရဘူးဘယ်သူနဲ့မတွေ့ရဘူးဘာမလုပ်ရဘူးလို့ထိန်းချုပ်နေလိုက်ပြီဆိုတာ ਨੇ ယောက်ျားတွေကသူ့ရဲ့လွတ်လန်းအတွက်သူစူးစမ်းတော့တာပဲဖြစ်တယ်တရားမှာ69ယောက်သောအမျိုးသားတွေကလွတ်လပ်မှုကိုကြိုက်တဲ့အမျိုးသားတွေဖြစ်တယ်ဒါကြောင့်မလို့နမငယ်တို့မိန်းကလေးတွေနဲ့ယောက်ျားယူတဲ့အခါယာနှုံးဖြည့်ထိန်းချုပ်ဖို့စူးစမ်းခြင်းကနေရှောင်ကျဉ်စေချင်ပါတယ်နံပါတ်2အချက်ကတော့အပြစ်တင်ခြင်းဘယ်ယောက်ျားမဆိုကောင်းမွန်တဲ့ယောက်ျားတွေပေါ့နော်မကောင်းမွန်တဲ့ယောက်ျားတွေမကြိုးစားခြင်းတဲ့အမျိုးသားတွေကိုယ့်ရဲ့ဇနီးကိုရှာဖွေမကြွေးမွေးခြင်းတဲ့ယောက်ျားတွေတော့မပါပါဘူးတရားမှာ90ယောက်ျားတွေအားလုံးကကိုယ့်ရဲ့ဇနီးမယားသမီးသားကိုရှာဖွေကြွေးမွေးခြင်းတဲ့စိတ်ရှိတယ်အဲ့ဒီအချိန်မှာလိုက်ပြီးအပြစ်တင်တာမျိုးတွေမလုပ်ပါနဲ့ဝေဖန်တာတွေမလုပ်ပါနဲ့အပြစ်တင်တာဝေဖန်မဲ့အစားအကြံကောင်းတွေပေးစေချင်ပါတယ်ယောက်ျားတွေကတခြားလူဘလို့ပဲအပြစ်တင်နေပါစေဘလို့ပဲမုန်းနေပြီးမနာလိုနေပြီးတော့မှကဲ့ရဲ့နေပါစေတိတ်ခီးဥဆိုင်လေးမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့ချစ်သူဇနီးမယားသမီးသားဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုတရယောက်ကနေသူ့ကိုအပြစ်တင်တဲ့အခါဝေဖန်တဲ့အခါလုံးဝမခံစားနိုင်ပါဘူးအဲ့ဒီကနေလွတ်ဖို့သူစူးစမ်းပါတယ်သူ့ကိုချီးမွမ်းပြီးအထင်ကြီးတဲ့လူတွေစီတွားလေးရှိတယ်အဲ့တော့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အပြစ်တင်တာကိုမကြိုက်ပါဘူးနောက်ဆုံးနံပါတ်3အချက်ကတော့တခြားလူတွေနဲ့နှိုင်းယှဉ်ခြင်းငါတကယ်ချင်းယောက်ျားတော့အရန်တော်တာပဲသူကဘာတွေဝယ်ပေးထားတယ်ဘာတွေဖြည့်ဆည်းပေးထားတယ်ဘာတွေလုပ်ထားတယ်သူတို့မိသားစုရှေ့ရေးအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲဒါမျိုးတွေပြောတယ်နောက်တခြားမင်းသားတွေနဲ့နှိုင်းရှင်တာတို့ celebrity တွေနဲ့နှိုင်းရှင်တာတို့အောင်မြင်နေတဲ့လူတွေနဲ့နှိုင်းရှင်တာတို့ကိုယောက်ျားကိုတွားပြီးမလုပ်ပါနဲ့ဘယ်ယောက်ျားမှတခြားယောက်ျားသစင်းယောက်ျားတွေနဲ့ကိုမိန်းမကလာနှိုင်းရှင်တာလုံးဝမကြိုက်ပါဘူးဒီ3ချက်ကိုတတိထားလိုက်ရင်နမငယ်တို့မိန်းမသားတွေအနေနဲ့အောင်မြင်တာရတဲ့အိမ်တော်ရေးကိုရာနှုန်းပြည့်ခံစားရမှာသိကြပါတယ်နောက်ဆုံးအကြံပေးခြင်းတဲ့တစ်ချက်ကတော့အိမ်တော်ပြုထားတာဘယ်လောက်ပဲကြာသည်ဖြစ်စေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်10နှစ်ကနေ10စုနှစ်10စု2စု3စုလောက်ထိရောက်နေပါစေမိန်းကလေးတွေမတိတဲ့ယောက်ျားလေးတွေအင်မတန်နှစ်ချိုက်သဘောကျပြီးတော့အမြဲလက်ခံလေးရှိတဲ့အချက်ကတော့သူလှုပ်ထားတဲ့ကိစ္စရပ်တွေအပေါ်မှာအတိမတ်ပြုဂုံယူတယ်ဆိုတဲ့အချက်ပဲအေးစားမှုဆိုတဲ့အချက်ပဲမိန်းကလေးတွေအဲ့ဒီဟာတွေမသိဘူးနော်အိမ်တော်ကြာလာပြီးတော့တစ်နှစ်နှစ်3နှစ်4နှစ်လောက်ရောက်ပြီဆိုတာနဲ့အဲ့ဒီအပေါ်က3ချက်ကိုလှုပ်တယ်နောက်တစ်ချက်ကကိုယ့်ရဲ့လင်းယောက်ျားအမျိုးသားချစ်လို့ယူထားတဲ့လင်းယောက်ျားကိုအတိမတ်ပြုပေးရကောင်းမှမသိဘူးယောက်ျားကစီးပွားရှာနေသည်ဖြစ်စေကိုကတအိမ်လုံးကိုဘလောက်ပဲပိုင်နိုင်သည်ဖြစ်စေကိုကတထေးဖြစ်တယ်သူကဆင်းရဲသားဖြစ်တယ်ဒါမျိုးဖြစ်နေသည်ဖြစ်စေကျွန်တော်တို့ကိုယ့်ရဲ့ယောက်ျားရဲ့လှုပ်ဆောင်ချက်တွေအဆအအရာတိုင်းကိုအတိမတ်ပြုပေးပါခင်ဗျားတို့အိမ်တော်ရဲ့အမြဲတမ်းအဆင်ပြေစေရမယ်လို့အာမခံပါတယ်အဲ့တော့ဘယ်ယောက်ျားမှထိန်းချုပ်တာကိုမကြိုက်ဘူးအပြစ်တင်တာကိုမကြိုက်ဘူးတခြားလူနဲ့နှိုင်းရှင်တာကိုမကြိုက်ဘူးသူတို့ခင်ဗျားတို့မသိတဲ့အချက်တစ်ချက်ကတော့သူတို့ကိုအတိမတ်ပြုပေးခြင်းဆိုတဲ့အချက်ပဲကိုယ့်ရဲ့လင်ယောက်ျားကိုလေးစားပါအတိမတ်ပြုပေးပါဝေးနေပွဲတွေပါဒီမှာကိုယ့်အတွက်လက်ဆောင်လေးတွေပါလေးတွေဝယ်လာပေးတယ်ပျော်ရွှင်စွာနဲ့အတိမတ်ပြုပေးပါဒါဆိုရင်ခင်ဗျားတို့အိမ်တော်ရေးကလုံးဝတာယာစေရမယ်လို့အာမခံပါတယ်